ငွေရှင်ကိုလို့သမျှအလုံးဟာအရာဝင်မှာပါအဖေနဲ့မရှိတဲ့ညီမပြေဒီကိုတားလေးနေတိုင်းလွမ်းနေတယ်တားရဲ့ဒီမှန်ချက်တွေပြည့်တဲ့နေ့ကြရင်တားပြန်လာခဲ့မှာပါမွေးရမြေရွာလေးနဲ့တာသိချစ်တဲ့အဖေနဲ့အမေကိုခွဲခွာပြီးထိုင်းနိုင်ငံကြီးကိုရောက်ခဲ့တာနှစ်တွေလဲကြာခဲ့ပါပြီနှစ်တွေကြာတော့လဲတာမပြောပါဘူးအရန်လွမ်းတဲ့အဖေနဲ့အမေလေးလိုက်လေ